ညီကုန်းမဟုတ်သေးတဲ့ရိုနယ်ဒိုရဲ့956ဂိုးပရိသတ်များအားလုံးမင်္ဂလာပါအားလည်းပြီး sorry pro လေးပြန်စားတဲ့ပထမပွဲမှာပဲအန်နာဆာဟာAR2 တင်းကို3ဂိုးကိုမရှိနဲ့ဂိုးပြတ်နိုင်ရခဲ့ပါတယ်ဒီပွဲမှာအန်နာဆာအတွက်အဓိကဇက်ဆောင်ကတော့ဘောလုံးလောကရဲ့ကန်နဝင်းကြီး CR7 ပဲဖြစ်ခဲ့ပါတယ်အန်နာဆာအတွက်ကစားခဲ့တဲ့ဒီပွဲမှာရိုနယ်ဒိုဟာပထမပိုင်းမှာလည်း2ဂိုးသွင်းယူနိုင်ခဲ့ပြီးအသင်းရဲ့နိုင်ရလက်အတွက်အရေးပါတဲ့အခန်းကဏ္ဍကိုထမ်းဆောင်ခဲ့ပါတယ်ဒုတိယပိုင်းမှာဟက်ထွတ်အတွက်နောက်ထပ်ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့အဲဒီဂိုးတော့ offside နဲ့ပေးဖြစ်ခံခဲ့ရပါတယ်ဒီဂိုးတစ်ဂိုးစလုံးဟာရိုနယ်ဒိုရဲ့အထွေအကြုံအဆုံးသက်စွမ်းရည်နဲ့ဂိုးရှိမှမကြောက်မရွံ့ဖြစ်နေစေဆိုတာကိုထင်ရှားစေခဲ့ပါတယ်ဒီဂိုးနှစ်ဂိုးကြောင့်ပဲရိုနယ်ဒိုရဲ့ကစားသမားဘဝစုစုပေါင်းဂိုးရည်အတွက်ဟာ956ဂိုးအထိရောက်ရှိသွားခဲ့ပါပြီဒါဟာလွယ်ကူတဲ့အရေးအတွက်တော့မဟုတ်ပါဘူးတက်40နီးပါးရှိလာပြီဖြစ်ပေမဲ့ရိုနယ်ဒိုရဲ့ဂိုးသွင်းနိုင်စွမ်းစိတ်တက်နဲ့အောင်မြင်ခြင်းတဲ့ဆန္ဒကတော့တပြားမှမလျော့သေးပါဘူး။ sorry လေးမှာကစားနေပြီမဲ့သူ့ရဲ့အရှင်ုံနဲ့တက်ရောက်မှုတွေကအသေးသေးလုံးကိုဆွဲတင်ပေးနိုင်နေသေးပါပဲ။ NSL ပရိသတ်တွေအတွက်တော့ CR7 ရဲ့ဂိုးတွေကအောင်ပွဲအတွက်မျှော်လင့်ချက်ဖြစ်နေသေးပါ။ရိုနယ်ဒိုဆိုတာအသက်အရွယ်ဘောလုံးလေးအဆင့်နိုင်ငံဆိုတာတွေထက်ဂိုးရိနဲ့ပဲစကားပြောတတ်တဲ့ကစားသမားမျိုးပါ။အခုလည်း956ဂိုးရှိသွားပါပြီ။ဒါဒီကုန်းတော့မဟုတ်သေးပါဘူး။လီဂျန်တယောက်ရဲ့ခီးလန်းဟာဆက်လက်ပြီးသမိုင်းစာမျက်နှာအသစ်တွေရေးထိုးနေသေးပါပဲ။ပရိသတ်တို့အနေနဲ့ရောရိုနယ်ဒိုရဲ့အခုလိုစွမ်းဆောင်ရည်တွေကိုမြင်ရတာဘယ်လိုခံစားရပါသလဲရိုနယ်ဒိုအနေနဲ့ဂိုး1000ရောက်မယ်လို့ယုံကြည်ကြပါသလားမှတ်ချက်မှာဝင်ရောက်ဆွေးနွေးခဲ့နိုင်ပါတယ်